တော့သူက water level ပေါ့နော်အဝတ်လျှော်မယ်ဆိုရင်ဒါရိုးရိုးလျှော်မလားရိုးရိုးလျှော်မယ်ဆိုရင်တော့ဒီ wash လေးပဲနှိပ်ရမှာပေါ့နော်သူ့ကိုညှစ်မလားညှစ်ချင်တယ်ဆိုရင်ဒီဟာလေးပေါ့နော်ဒီဟာလေးကကြတော့ air trouble လေးကကြတော့ तू ကအချောက်ခံတာအချောက်ခံချင်တယ်ဆိုရင်တော့ဒီဟာလေးကိုပဲနှိပ်ပေးရမှာဖြစ်ပါတယ်ရှင် तू က manual ဘိုင်းအနေနဲ့ဆိုတော့အလျှော်တီးတန်းအညစ်တီးတန်းဒါမှမဟုတ်ရင်အချောက်ခံတဲ့တီးတန်းပေါ့နော်အဲ့လိုမျိုးတီးတန်းလေးတွေအသုံးပြုချင်တယ်ဆိုရင်တော့ဒီဘက်ကခလုတ်လေးကိုပဲအသုံးပြုပေးရမှာဖြစ်ပါတယ်ရှင်ဒီဘက်ကတော့တခါတည်းလျှော်လဲလျှော်ပေးတယ်ညှစ်လဲညှစ်ပေးတယ်အချောက်လဲခံပေးရပေါ့နော်ဒီဘက်ကတော့ auto စနစ်နဲ့သွားပါတယ်ရှင်ဒီလိုပုံစံလေးပါနော်ဒီ Samsung ကထုတ်လုပ်ထားတယ်ဆိုတဲ့ဟာကိုလည်းဒီမှာဆိုရင် QR code လေးနဲ့တခါတည်းပါပြီးသားဖြစ်ပါတယ်ရှင်ဒါလေးကတော့နောက်ဖက်လေးပေါ့နော်ဒါလေးကတော့ရင်ဝင်ပိုက်လေးတွေတွေ့ရမယ်နေရာလေးပဲဖြစ်ပါတယ်ရှင်ဒါဆိုရင် Samsung ကနေထုတ်လုပ်ထားဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းဒီမှာထိုင်းစာလေးနဲ့ပါတယ်သူ့ရဲ့ model number လေးကတော့WA75H4000SG ဖြစ်ပါတယ်ရှင်